ကဲချစ်ပရိသတ်များအားလုံးမင်္ဂလာပါအခုကေပေါ့နော်အခုမြန်မာပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာကေကကြပြားလေးဆက်ထားပြီးတာဖြစ်ပါတယ်ရှင်နော်နားဆင်ပေးကြပါရှင်ဒိုမီမီဆိုတဲ့ကြပြားလေးဖြစ်ပါတယ်ရှင်ဒိုမီမီငွေမှားလွှဲဝင်ပြန်မပေးချင်းရန်စွာတက်ပြီးဒိုမီမီဝင်လာတမျှချက်ချင်းပြပြန်လှူတက်ပြီးဒိုမီမီငယ်ရွယ်ကလေးများသူငှားစားစီးပွားတက်နေဒိုမီမီမကောင်းတဲ့ကောမန့်များတူဖြတ်ထားဇွတ်ပြူစင်နေဒိုမီမီရှိတဲ့လူငွေဒေါက်တာအေးဘိုဒေါက်ဖိုးတွေသူပေးချီဇွတ်လာရှင်တဲ့ဒိုမီမီဗရာဟီတာထောင်စားသူကြီးဘွားရွှေတောင်ကြားမှာနေတဲ့ဒိုမီမီလူမိုက်ဘောပြဘေးမှာထားချိန်ချောက်တက်တဲ့ဒိုမီမီပြည်သူမြတ်တာတူခံယူကစေတနာပြည့်နဲ့ဒိုမီမီကောင်းလားရှင်